Yes, my name is Lynn. This is my mom. Before we came here, she's been suffering like pain for more than 15 years. And then we met with doctor in Myanmar 2 times. And then we decided to do surgery with him. And then we came to Kolkata. And then we did surgery with Dr. Sengay. And now she is much better, and then the doctor is also very patient, very good. Now she is like a normal person, and then she doesn't need to take much painkillers like before. That's why we suggest anyone who's suffering this kind of pain can trust this hospital and this doctor, and then can come here and do your surgery journey with him. Yeah. Thank you. So I meet Lynn and Mrs. Tintin in Myanmar twice, and she's suffering from severe low back pain with radiculopathy. So this required surgery because there was listhesis. So they convinced of surgery is required, and they convinced for minimally invasive surgery. And their positive attitude bring positive result. So after the surgery, immediately second day she went to walk. Her leg pain decreased, and within 10 days we removed the stitch, and now she climbing the stair. She is going to market yesterday, and she can enjoy nowadays her life without painkiller. So minimally invasive surgery of spine is very promising, and short stay, faster recovery time, and she is now flying back tomorrow within span of 9 days. အခါနဲ့ပဲတုံကျိုးသွားပြီးတော့ကျွန်မလေးဘက်နာနဲ့ရောတွေတော့ကျတော့မြန်မာဆရာဝန်ရောက်တယ်နော်ပြလိုက်တဲ့အခါကျတော့အာယုံကျိုးတို့တွေခင်ဗျာကန်ကောင်းတယ်ဆိုတော့လေးဘက်နာနဲ့ခါကျိုးတာတွေကရောသွားရောနောက်ကျွန်မ3နှစ်လောက်ပြီးတော့နမ်းဆောင်တယ်နော်ဒီဘက်တွေကထူခါတွေကနာပေါ့နော်အဲ့တော့မှကျွန်မခါအာယုံကျိုးညက်သွားဆိုတာသိရတယ်ဒီတော့ဒီလိုပဲမမပေါ့နော်ညို့ပို့နေတာပေါ့သူတွေနဲ့နောက်ဆုံးပြောတော့ကျွန်မအဲ့လိုနမ်းလည်းမဆောင်နိုင်ဘူးဒီဘက်တွေကလည်းထိုးခါတွေကနာပေါ့ကျန်နေမော်လည်းထိုင်နေတော့နောက်ငိုရောက်တဲ့ခါကျတော့ရောင်ကနေတော့ဒီမှာဒီရုံပွဲပေါ့နော်အဲဆရာရနေပြီးတော့စီစဉ်ပြီးတော့ဆရာကြီးနဲ့နှစ်ကြိမ်တွေ့ရတယ်ဆရာကြီးနဲ့နှစ်ကြိမ်တွေ့ပြီးတဲ့အချိန်မှာဒီမှာဆရာကြီးရဲ့ဆုံးပြီးတော့ခါကိုပတ်ဖို့လို့ဆုံးဖြတ်လိုက်တယ်အားကိုပတ်ဖို့လို့ဆုံးဖြတ်ပြီးတော့ကျွန်တော်တို့ဒီဇင်ဘာ23ရက်နေ့ရန်ကုန်ရောက်လာတယ်ဒီကိုကလကတ္တာကိုရောက်လာတယ်24ရက်နေ့မှာစစ်တယ်25ရက်နေ့မှာစစ်မှုတရားတယ်26ရက်နေ့မနေ့ပိုင်းမှာခါခွဲတယ်30ရက်နေ့မှာဆေးဝါးဆင်းရတယ်အဲ့ဒီချိန်မှာဆရာကြီးကအရန်ကိုယူဆက်ပြီးတော့ဣဒါစတနာလေးနဲ့အရန်ကိုလိုလေးတိတ်ကြည့်အောင်ယူဆက်ပေးပါတယ်နောက်ဆေးဝါးဝန်ထမ်းတွေအားလုံးကလည်းအရန်ယူဆက်တယ်အဲ့ဒါဈေးနှုန်းနဲ့တက်တာတယ်ပေါ့နော်ကျွန်တော်တို့ဘာမှလူလေးသေးမရှိအောင်စအပေါ်ကအစီအစဉ်ကိုအားလုံးအရန်ကောင်းနေစေဆရာကြီးကလည်းအရန်မြွေးပြည့်တင်တာလေပေါ့နော်နောက်အဲ့ဒါလည်းကျွန်တော်တို့30ရက်နေ့မှာဆေးဝါးဆင်းရတယ်ဆေးရဆင်းမှာ29ရက်နေ့မှာစပြီးလမ်းလျှောက်ရတယ်16ရက်နေ့ကဝယ်တယ်29ရက်နေ့မှာလမ်းလျှောက်30ရက်နေ့မှာဆေးမှာဆင်းရတယ်ဆေးပြီးရကျွန်မဟိုကောင်းတယ်အဲ့ဒါ9ရက်နေ့မြောက်မှာကျွန်မတော်ကောင်းပါပြီပေါ့နော်အဲအဲ့ဒီကလေးကိုဆိုတော့4ရက်နေ့မှာကျွန်မ shopping mall ထွက် shopping mall ထွက်အရန်ကိုပေါ့နော်ကျွန်မတို့ဝေဒနာခံစားရတဲ့ဒီအားလုံးကဆရာကြီးကိုယုံကြည်ပြီးတော့နာပြီးတော့ဥဒ္ဒါတာကိုကျွန်တော်တိုက်တွန်းခြင်းတယ်နော်ဆရာကြီးကအရန်ကိုနာတယ်လူတွေလူဆိုင်တယ်ကျွန်တော်တို့စေဝါဆင်းတာတော့ဟိုတယ်ထိအောင်ဆရာကြီးကအစီအပြေလားစီပြေလားဒီအတွက်ဟိုတယ်ရောကောင်းလားဆိုတာအကုန်ဆိုင်တယ်ဒီစိတ်ပေါ့နော်ဆိုင်တယ်အဲ့တော့ကျွန်တော်တို့ဒီအားရခီးစဉ်တူတော့အားလုံးစီပြေအောင်နေတယ်ကျွန်မဆက်စုနှစ်ခုခံစားနေရတဲ့ဒီဝေဒနာတွေအားလုံးမှာဒီပြစ်ကလေးကိုကြောက်ပြီးသွားတယ်မဘွားရအောင်မြင်သွားပြီပေါ့နော်အဲကြောင့်ဒီခါနဲ့ပတ်သက်တဲ့ဝေဒနာတွေရှိအားလုံးမှာဆရာကြီးပြင်တာကိုယုံကြည်ပြီးတော့နာပြီးတော့ဥဒ္ဒါကိုထူးရဲတဲ့လူတွေပါတယ်